မိခင်လောင်းတွေမှာကိုယ့်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဗိုက်ထဲကကလေးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုထိတော့စိုးရိမ်ပူပန်မှုရှိတတ်ပါတယ်။ဒါပေမဲ့ကာလကြာရှည်စွာစိုးရိမ်ပူပန်မှုလွန်ကဲပြီးစိတ်ဖိစီးမှုများလာရင်တော့မိခင်ရောကလေးပါကျန်းမာရေးထိခိုက်နိုင်ပါတယ်။သုတေသနပြုလုပ်တွေ့ရှိချက်တွေအရပြောရမယ်ဆိုရင်ရေရှည်စိတ်ဖိစီးမှုများနေပြီးစေဝါကုသမှုခံယူထားခြင်းမရှိတဲ့မိခင်လောင်းတွေဟာကျန်းမာရေးချို့တဲ့တာတရေသားကြီးထွားဖွံ့ဖြိုးမှုနဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဖြစ်စဉ်တွေမူမမှန်တာပေါင်မပြည့်လာမစေပဲနဲ့မွေးဖွားနိုင်တာတွေဖြစ်တတ်တဲ့အကြောင်းကိုလေ့လာတွေ့ရှိရပါတယ်။ဒါကြောင့်ကိုဝင်ဆောင်စဉ်မှာဖြစ်ပေါ်တတ်တဲ့စိတ်ဖိစီးမှုတွေကိုရှော့ချနိုင်ဖို့အတွက်နီလန်ကောင်းတွေကိုဒီဗီဒီယိုကနေဝေမျှပေးသွားမှာပါ။နံပါတ်1ကိုဝင်ဆောင်နေအနေနဲ့အပြည့်အဝအနားယူဖို့လိုအပ်ပါတယ်။ကိုဝင်လွယ်ထားတဲ့အချိန်မှာမိခင်ရဲ့ခန္ဓာကိုယ်ကကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုဖြည့်ပေးနေရတဲ့အတွက်ကြောင့်မို့ပုံမှန်အချိန်တွေထက်အလုပ်လုပ်ပေးနေရပါတယ်။အကျိုးဆက်အနေနဲ့အလွယ်တကူမောတာပင်ပန်းတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုဝင်ဆောင်တွေအနေနဲ့ညဘက်မှာအပြည့်အဝအိပ်ဆက်ရမယ့်အပြင်နေ့လည်နေခင်းမှာပါတရေတမောအိပ်ဆက်အနားယူသင့်ပါတယ်။နံပါတ်2ကလေးနဲ့စကားပြောပေးဖို့လိုအပ်ပါတယ်။မိမိရဲ့ဝမ်းဗိုက်ထဲမှာရှိတဲ့ကလေးကိုစကားပြောပေးတာတချင်းဆိုပြတာတွေကိုပြုလုပ်ပေးခြင်းဟာမိခင်ရောကလေးအတွက်ပါအကောင်းဆုံးအပန်းဖြေမှုတွေကိုဖြစ်စေပါတယ်။ကိုဝင်ဆောင်ချိန်ကာလ23ဘက်ကနေစတင်ပြီးတော့ကလေးငယ်တွေအနေနဲ့အတန်ကိုကြားနိုင်စွမ်းရှိတဲ့အတွက်မိခင်ရဲ့စကားပြောတန်တွေဟာကလေးငယ်နဲ့စိတ်ချင်းဆက်သွယ်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။နံပါတ်3စိတ်ပူစရာတွေကိုမျိုးသိမ့်မထားပါနဲ့။ကလေးကိုကောင်းကောင်းမွန်မွန်အောင်မြင်မြင်မှမွေးဖွားနိုင်ပါမလားဆိုတဲ့အတွေးတွေဒါမှမဟုတ်အခြားလူမှုရေးဆိုင်ရာပြဿနာတွေကြောင့်စိုးရိမ်ပူပန်မှုတွေရှိနေရင်ကိုယ့်ရဲ့ခင်မုန်းတငယ်ချင်းမိတ်ဆွေတွေနဲ့မိဘတွေကိုဖွင့်ပြောသင့်ပါတယ်။တောကတွေကိုသိမ့်မထားပဲပုံမှန်လင်းလင်းပြောဆိုခြင်းအပြင်စိတ်ဖိစီးမှုကိုတတ်တာရစေပြီးပြဿနာကိုဖြေရှင်းနိုင်မဲ့နီလန်ကောင်းတွေအကြံဉာဏ်ကောင်းတွေကိုပါရရှိစေနိုင်ပါတယ်။နံပါတ်4အာဟာရဓာတ်တွေကိုပြေဝစွာစားသုံးပေးဖို့လိုအပ်ပါတယ်။ Omega 3 fatty acid ပါဝင်တဲ့အဆီထူ9နဲ့ပင်လယ်စာတချို့တွေကစိတ်ဓာတ်ကျခြင်းကိုလျော့ကျစေနိုင်တဲ့အစားအစာတွေဖြစ်ပါတယ်။အဆီထူ9တွေဖြစ်တဲ့ဆယ်မွန်9၊တူနာ9၊မကရယ်9၊စရင်9၊ပင်လယ်9ငယ်၊ရှောင်း9တွေကိုတစ်ပတ်မှာ2ကြိမ်ခန့်ပါဝင်အောင်စားပေးသင့်ပါတယ်။ဒါတွေအပြင်နှစ်ချိုက်စွာအိပ်ပျော်ခြင်းကိုအားပေးတဲ့ melatonin ဟော်မုန်းနဲ့ heavy ဟော်မုန်းလို့ခေါ်တဲ့ serotonin ဟော်မုန်းတွေကိုမြင့်တက်စေမဲ့အစားအစာတွေဖြစ်တဲ့အခွန်မာသီးတွေအစိအစံတွေကြက်သားငါးဥတွေဒိန်ချင်းဒိန်ခဲတွေကိုစားသုံးပေးဖို့လည်းလိုအပ်ပါတယ်။ရေဓာတ်ခမ်းခြောက်မှုမရှိရလေအောင်တစ်နေ့တာကိုရေ8ဖန်ခွက်တစ်နည်းအားဖြင့်ရေ2လီတာခန့်အနည်းဆုံးတောက်ပေးသင့်ပါတယ်။နံပါတ်5ညင်သားတဲ့လေ့ကျင့်ခန်းတစ်မျိုးမျိုးကိုလုပ်ပေးသင့်ပါတယ်။ပန်းချံထဲမှာညနေပိုင်းလမ်းလျှောက်တာမျိုးကိုဝင်ဆောင်ယောဂလေ့ကျင့်ခန်းလုပ်တာမျိုးရေကူးတာမျိုးစားတဲ့လေ့ကျင့်ခန်းမျိုးတွေကိုကိုဝင်ဆောင်မိခင်တွေအနေနဲ့လုပ်ပေးနိုင်ပါတယ်။လုပ်ငန်းခွင်ရောက်မိခင်လောင်းတွေအနေနဲ့ကိုယ်ပိုင်အချိန်နည်းနေရင်အလုပ်ထဲမှာပဲမကြာခဏလမ်းထားလျှောက်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။နံပါတ်6ကလေးမွေးဖွားဖို့အတွက်ပြင်ဆင်ပါ။ဗိုက်ခွဲမွေးမှာပဲဖြစ်စေရိုးရိုးမွေးမှာပဲဖြစ်စေသက်ဆိုင်ရာဆရာဝန်တွေနဲ့မွေးဖွားခြင်းဆိုင်ရာအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်ခြင်းဟာမွေးဖွားဖို့အတွက်ကြောက်ရွံ့စိတ်တွေကိုပြေလျော့စေနိုင်ပြီးယုံကြည်မှုကိုလည်းတိုးလာစေနိုင်ပါတယ်။နံပါတ်9မွေးဖွားလာမဲ့ကလေးငယ်အတွက်ကြိုတင်လေ့လာပါ။ရက်သားကနေစတင်ပြီးနှစ်သားကလေးအထိပြုစုဆောင်ရှောက်နည်းတွေကိုဆရာဝန်ကြီးတွေကိုယ်တိုင်ရေးသားပေးထားတဲ့စာအုပ်တွေကိုဖတ်ရှုပါ။မိခင်ရောက်ခမနဲ့ကလေးမွေးဖို့တဲ့တငယ်ချင်းတွေစီကလည်းအကြံဉာဏ်တွေကိုရယူသင့်ပါတယ်။နံပါတ်10ကာယထာစားတဲ့ခရီးစဉ်ကြောင့်စိတ်ဖိစီးမှုတွေကိုလျှော့ချပါအိမ်နဲ့အလုပ်ခွင်ဝေးတဲ့အတွက်ကြောင့်ကာယထာနဲ့အသွားအပြန်လုပ်ရခြင်းဟာစိတ်ဖိစီးစေနိုင်တဲ့အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ဒါကြောင့်အလုပ်လုပ်နေသူကိုဝင်ဆောင်မိခင်တွေအနေနဲ့မိမိအလုပ်ရှင်ကိုဝင်လွှဲထားရကြောင်းပြောပြထားသင့်ပါတယ်။ဒါတွေအပြင်ထိုင်ကုန်နေရာရနိုင်မဲ့ကားကိုသာရွေးချယ်စီးသင့်ပါတယ်။နံပါတ်9
ငွေကြေးအတွက်ပူပန်မှုတွေကိုဖြေလျှော့ပါမိဖွာစရိတ်ကလေးသုံးဆောင်စရိတ်တွေကိုအတက်နိုင်ဆုံးခံမှန်းတွက်ချက်ပြီးကြိုတင်ပြင်ဆင်ထားပါလိုအပ်တဲ့အခါအကူအညီတောင်းလို့ရနိုင်မဲ့သူမျိုးကိုစဉ်းစားထားသင့်ပါတယ်နံပါတ်30တရားထိုင်ပါတရားထိုင်ခြင်းကြောင့်စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကော်တီဇောဟော်မုန်းကိုလျော့ကျစေပါတယ်တစ်နေ့ကိုမိနစ်20နဲ့တစ်ပတ်မှာ9ရက်လောက်မနက်တိုင်းတရားထိုင်ကြည့်ပါနံပါတ်7အနှိတ်ခံပါခြေထောက်စားရည်စိမ်တာနောက်ကျောကိုစီမွေးနဲ့လိမ့်ပြီးတော့နှိမ့်နယ်ပေးခြင်းတွေကလည်းစိတ်ဖိစီးမှုကိုကင်းဝေးစေနိုင်တဲ့နီလန်ကောင်းတစ်ခုဖြစ်ပါတယ်စပါးနဲ့ဘျူတီဆလွန်းတွေမှာကိုယ်ဝင်ဆောင်တွေအတွက်ကျွမ်းကျင်တဲ့အနှိတ်ပညာရှင်တွေရှိတတ်ပါတယ်နံပါတ်7စိတ်ပျော်အောင်နေပါရေမောခြင်းဟာစိတ်ပန်းပြေစေတဲ့အကောင်းဆုံးနီလန်တစ်ခုဖြစ်ပါတယ်တငယ်ချင်းတွေနဲ့တွေ့ဆုံတာဟာသားဇလန်းတွေကြည်တာဒါမှမဟုတ်ရုပ်ရှင်ုံသွားတာတွေကိုပြုလုပ်ခြင်းအပြင်စိတ်ပျော်ရွှင်မှုကိုရယူနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီနားမှာပဲအဆုံးသတ်လိုက်ပါတယ်တဘာဝဘေးရန်တွေရဲ့အပေါင်းကကင်းဝေးကြပြီးတော့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ